ဒါကမျက်လုံးကိုအဝီစီးပြီးကျင့်နေကြတာပါပရိယတ်တိမပါပဲလုပ်တဲ့ပฏิပတ်တိအလုပ်ဟာအမှားဖြစ်ကြောင်းဦးစင်းပြောမှုပါတယ်အခုလိုအမှားတွေကျင့်တာဟာပရိယတ်တိမပါလို့ပါဒီလိုအမြင်အာရုံကိုပိတ်လောင်ပြီးတော့ကျင့်တဲ့အကျင့်ဟာမှားယွင်းတဲ့အကျင့်လည်းဖြစ်တယ်လို့ဖះလည်းမကြိုက်ပါဘူးကံကောင်းချင်ရင်ဘယ်ကုသိုလ်လုပ်ရမလဲအရှင်ဖះတဲ့ကံဆိုတာကအလုပ်ကိုပြောတာပါကုသိုလ်အလုပ်မှန်သမျှဘယ်ကုသိုလ်အလုပ်ပဲဖြစ်ဖြစ်ကုသိုလ်အလုပ်ကိုလုပ်မယ်ဆိုရင်ကံကောင်းပါတယ်ဒါကြောင့်မြတ်စွာဘုရားကခုတ္တကနိကေဓမ္မပဒပါဠိတော်ဗုဒ္ဓဝတ်အာနန္ဒထေရဝိထုမှာကုသလတဥပတံပဒာကုသလတအလုံးစုံသောကုသိုလ်ကောင်းမှုကိုဥပတံပဒာပြည့်စုံအောင်လုပ်ပါလို့ဟောကြားတော်မူခြင်းဖြစ်တယ်ဒါကြောင့်ကံကောင်းကျင်တဲ့ဆိုရင်ကုသိုလ်ကောင်းမှုမှန်သမျှအားလုံးလုပ်ပါဒါနကုသိုလ်လည်းမချမ်းပါနဲ့ဘာဝနာကုသိုလ်လည်းမချမ်းပါနဲ့သီလကုသိုလ်လည်းမချမ်းပါနဲ့နော်ဒါကမျက်လုံးကိုအဝီစီးပြီးကျင့်နေကြတာပါပရိယတ်တိမပါပဲလုပ်တဲ့ပฏิပတ်တိအလုပ်ဟာအမှားဖြစ်ကြောင်းဦးစင်းပြောမှုပါတယ်အခုလိုအမှားတွေကျင့်တာဟာပရိယတ်တိမပါလို့ပါဒီလိုအမြင်အာရုံကိုပိတ်လောင်ပြီးတော့ကျင့်တဲ့အကျင့်ဟာမှားယွင်းတဲ့အကျင့်လည်းဖြစ်တယ်လို့ဖះလည်းမကြိုက်ပါဘူးမှားယွင်းတဲ့အကျင့်ဖြစ်ပြီးဖះမကြိုက်ကြောင်းကိုပြောရမယ်ဆိုရင်မိဇိမနိကေဥပရိပါဏာတပါဠိတော်တလာယရဏဝတ်ဣန္ဒြိယဘာဝနာတုတ်မှာပါရတိဝိယဤတတိဖြစ်သောဥဒ္ဒရလူလင်ကိုမြတ်စွာဘုရားကသင်တို့ရဲ့ဆရာဟာမျက်စိနာအစရှိတာတွေနဲ့ပတ်သက်ပြီးဣန္ဒြေကိုဘယ်လိုပွားများရမည်ဟုနီလန်ပေးပါတယ်လို့မေးပါတယ်ဒီအခါမှာဥဒ္ဒရလူလင်ကမျက်စိနဲ့ပတ်သက်ပြီးဘာမှမမြင်ရအောင်လုပ်ရမယ်နားနဲ့ပတ်သက်ပြီးဘာမှမကြားရအောင်လုပ်ရမယ်ဤကဲ့သို့လှုပ်ခြင်းဟာဣန္ဒြေကိုပွားများပြီးသားဖြစ်တယ်တပည့်တော်တို့ဆရာကဤကဲ့သို့နီလန်ပေးပါတယ်လို့ပြန်လည်ဖြေကြားပါတယ်ဒီအခါမှာမြတ်စွာဘုရားကဒါဆိုရင်မျက်လုံးကန်းနေတဲ့ပုဂ္ဂိုလ်တွေဟာဘာမှမမြင်ရတဲ့အတွက်မျက်လုံးနဲ့ပတ်သက်တဲ့ဣန္ဒြေကိုပွားများပြီးသားဖြစ်ပြီပေါ့နားကန်းနေတဲ့ပုဂ္ဂိုလ်တွေဟာဘာမှမကြားရတဲ့အတွက်နားနဲ့ပတ်သက်တဲ့ဣန္ဒြေကိုပွားများပြီးသားဖြစ်ပြီပေါ့လို့ပြန်လည်မိန့်ကြားလိုက်ပါတယ်မြတ်စွာဘုရားကအဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာဥဒ္ဒရလူလင်ဟာသူ့ဆရာရဲ့အယူဝါဒကျင့်စဉ်တွေဟာမှားယွင်းနေမှန်းသိသွားပါတယ်ဒီအခါမှာမြတ်စွာဘုရားကဆက်ပြီးတော့မြင်ခြင်းကြားခြင်းအချင်းရာအလုံးတို့သည်အကြောင်းအားလျော်စွာပေါ်ပေါက်လာပြီးတခဏချင်းချုပ်ပြောက်ပျက်စီးသွားတယ်ဟုရှုမှတ်ရမယ်လို့နီလန်ပေးပါတယ်။ဒါကြောင့်အမြင်အာရုံကိုပိတ်လောင်ပြီးတော့ကျင့်တဲ့အကျင့်ဟာမှားယွင်းတဲ့အကျင့်လည်းဖြစ်တယ်လို့ဖះလည်းမကြိုက်ပါဘူး။ပရိယတ်တိအလုပ်ကိုမဖြစ်မနေလုပ်ရတဲ့အကြောင်းရင်းကဤကဲ့သို့ပရိပတ်တိအလုပ်မှာအမှားမဖြစ်ဖို့ပါပဲနော်။ပရိပတ်တိအလုပ်ကိုလုပ်ချင်တဲ့ပုဂ္ဂိုလ်များအနေဖြင့်ပရိပတ်တိအလုပ်ကိုမလုပ်ခင်မှာအရင်ဆုံးပရိယတ်တိကိုလေ့လာပါလို့ပြောချင်ပါတယ်နော်။မင်္ဂလာတုတ်တာလူဒီများပြီးပရာဘဝတုတ်ဟာလူဒီနဲပါတယ်ဖေ။အချိန်ရတဲ့အခါလူများဘဟုတုတ္တအတွက်ပရာဘဝတုတ်အမွှန်းလေးဖြစ်ဖြစ်ဟောပါဖေရတဲ့။မင်္ဂလာတုတ်ကိုလူဒီများပြီးခုတ္တကနိကေတုတ်တနိပတ်ပါဠိတော်ဥဒကဝတ်၌လာသောထုတ်ရပျက်စီးကြောင်း24ပါးဖြစ်သည့်ပရာဘဝတုတ်ကိုတော့လူဒီနဲပါတယ်။တုတ်တနိပတ်အထကထာပရာဘဝတုတ်တဝန္ဒနာမှာမင်္ဂလာတုတ်ကိုဟောပြီးနောက်နေ့ညမှာထုတ်ရပျက်စီးကြောင်း24ပါးဖြစ်သည့်ပရာဘဝတုတ်ကိုဟောကြားတော်မူတယ်လို့ဖွင့်ဆိုထားပါတယ်ပရာဘဝတုတ်၌ပါသည့်သုတ်ရုပ်ပျက်စီးကြောင်း24ပါးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်1သူတော်ကောင်းတရားကိုမုန်းတီးခြင်း2မသူတော်တို့၏တရားကိုနှစ်သက်ခြင်း3သူတော်ကောင်းတို့ကိုမချစ်ခင်မမြတ်နိုးခြင်း4လူမိုက်တို့ကိုချစ်ခင်မြတ်နိုးခြင်း5လူမိုက်တို့၏အယူဝါဒတရားကိုနှစ်သက်ခြင်း6အိပ်ကျူးခြင်း9အပေါင်းအဖော်အသင်ပင်နှင့်စကားပြောဆိုခြင်း၌ပျော်မွေခြင်းရှစ်အားထုတ်မှုလုံးဝဝရိယမရှိဘဲပြင်းရခြင်းကိုညီးငွေလွယ်ခြင်းအလုတ်အကင်တို့၌စိတ်မပါခြင်း30အမျက်ဒေါသကြီးခြင်း17အသက်ကြီးရင်သောမိခင်ကိုမလုပ်ကြွေးခြင်း12အသက်ကြီးရင်သောဖခင်ကိုမလုပ်ကြွေးခြင်း13သမဏတို့ကိုမုသာဝါဒဖြင့်ဆွဲပြားခြင်း14ဗျမနာတို့ကိုမုသာဝါဒဖြင့်ဆွဲပြားခြင်း15အခြားသောအလှူခံပုဂ္ဂိုလ်တောင်းစားတို့ကိုစကလိန်ဖြင့်ညှင်းဆဲခြင်း16မိမိမှာရွှေငွေရတနာစည်းစိမ်များရှိပါလျက်တဦးတည်းသာတာယာစွာစားတောက်ခြင်း19မိမိအမျိုးဆက်ကိုအကြောင်းပြု၍မာမာနထောင်လွှားခြင်း18
မိမိဥစ္စာပစ္စည်းကိုအကြောင်းပြု၍မာနထောင်လွှားခြင်း19မိမိအနွယ်အဆက်ကိုအကြောင်းပြု၍မာနထောင်လွှားခြင်း20မိမိဆွေမျိုးသားချင်းများကိုအထင်သေးနှိမ့်ချခြင်း21မိမလိုက်စားခြင်းကာမဂုဏ်တို့၌ကြကြနာနာမြင်မွန်းခြင်း22တေရရက်တောက်စားခြင်း23ဒေါင်းကစားလုပ်ခြင်း24ရလာသမျှသောပစ္စည်းဥစ္စာများကိုဖြုံးတီးခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာပရာဘဝတုတ်တန်၌ပါသောသုတ်ရုပ်ပျက်စီးကြောင်း24ပါးပဲဖြစ်ပါတယ်ပရာဘဝတုတ်ဆိုတာအဲ့ဒါပါပဲเนาะအရှင်ဘုရားယဟန်နဲ့တန်ခါမတူဘူးလို့ကိုတနေ့ကစာထဲမှာဖတ်ဖူးပါတယ်ဘုရားဒါကြောင့်ဆိုနမိတ်ကြီး၄ပါးတဲ့ယဟန်ကဖျားမဖြစ်မီနမိတ်ကြီး၄ပါးထဲမှာပါတယ်လို့သိရပါတယ်ဖြေချပေးပါဘုရားဆရာတော်ကျမ်းပါပါစေတဲ့အဲ့ဒီနမိတ်ကြီး၄ပါးထဲမှာပါတဲ့ယဟန်ကယဟန်အစ်စ်မဟုတ်ဘူးเนาะဇာတကအထကထာပထမတွဲအဝိဒူတွေဏိဒံတတ္တမင်္ဂလဇာတကဝန္ဒနာမှာဖျားအလောင်းတွေ့တဲ့နမိတ်ကြီး၄ပါးထဲကယဟန်ဆိုတာဟာလူသားစင်စစ်ကနေဝစ်လာတဲ့ယဟန်မဟုတ်ပဲသုဒ္ဓဝါဒဗြဟ္မာကြီးတွေဖန်ဆင်းပေးထားသောယဟန်အတုတာဖြစ်ကြောင်းဖွင့်ဆိုထားပါတယ်ဒါကြောင့်ဖျားအလောင်းတွေ့တဲ့ယဟန်ဆိုတာကယဟန်အစ်စ်မဟုတ်ပါဘူးယဟန်အတုတာဖြစ်ပါတယ်အဲ့ဒီတုန်းကဖျားမပွင့်သေးတဲ့အတွက်ကြောင့်ယဟန်မပေါ်သေးပါဘူးเนาะ